တရားနှလုံးသွင်းတယ်ဆိုတာကတော့အမအလွယ်ဆုံးပြောရမယ်ဆိုလို့ရှိရင်ကိုတိထားတဲ့တစ္ဆာတရားတွေကိုကိုယ့်ရဲ့ခန္ဓာနဲ့ပြန်ပြီးတော့တမသင်္ကပ္ပလောက်တာဝိပဿနာလောက်တာပေါ့နော်ဝိပဿနာလောက်တယ်ဆိုတာဘာလဲဆိုတော့ဝေဖန်ဆန်းစစ်တာပေါ့နော်ဆန်းစစ်တဲ့ဝေဖန်နဲ့ဟုတ်လားမဟုတ်ဘူးလားဘယ်လိုမျိုးလဲဒီလိုမျိုးဝေဖန်ဆန်းစစ်တာကိုခေါ်ပါတယ်တမသင်္ကပ္ပနဲ့လည်းအဓိပ္ပာယ်တူပါတယ်အမတို့ဒီတမဒိဋ္ဌိပေါ့နော်မက္ခင်၈ပါးမှာတမဒိဋ္ဌိတမသင်္ကပ္ပဆိုပြီးတော့ပညာမက္ခင်2ပါးပါပါတယ်အဲ့ဒါကအရန်အရေးကြီးပါတယ်အမတို့ဂေါရမမြတ်စွာဘုရားကပညာဒီကနဲ့ဖျားဖြစ်လာတဲ့ဖျားတဆူဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ပညာကိုအဓိကထားတယ်ပေါ့နော်ဆိုတော့ဒီပညာမက္ခင်2ပါးဖြစ်တဲ့တမဒိဋ္ဌိမှန်မှန်ကန်ကန်သိမြင်ခြင်းเนาะအဲ့ဒီအရာနဲ့တမသင်္ကပ္ပမှန်ကန်စွာရုပ်တည်နေတဲ့အပေါ်မှာဝေဖန်ပိုင်းခြားဆန်းစစ်နေရပါတော့ဟုတ်လားမှန်လားဒါလေးတွေကိုကိုယ့်ရဲ့ခန္ဓာမှာဆန်းစစ်နေတာကိုတမသင်္ကပ္ပလို့ခေါ်ပါတယ်အဲ့ဒီတော့တရားနှလုံးသွင်းနေဆိုတာကကိုသိရှိထားတဲ့တရားတွေကိုတကယ်ဟုတ်လားမှန်လားတကယ်ကိုအတွက်အေဂျင့်လားဒီအရာလေးတွေကိုနှလုံးသွင်းနေတာကိုတရားနှလုံးသွင်းတယ်လို့အမကတော့ဒီလိုမျိုးနားလဲသဘောပေါက်ထားပါတယ်ဒါအမတူရဲ့အမြင်ဖြစ်ပါတယ်မှန်ရင်လည်းမှန်မယ်မှားရင်လည်းမှားမယ်ပေါ့နော်အမတို့ကတရားလို့ဆိုလိုက်တာနဲ့အမတို့ကိုတဏှာလဲစီတဲ့တရားတွေကိုသိထားဖို့လိုပါတယ်အထူးသဖြင့်တော့မိုးကုတ်သာသနာမှာမိုးကုတ်ဆရာတော်ဘုရားကြီးရဲ့တပည့်တာဝကတွေဆိုလို့ရှိရင်တော့ဒီပရိစ္ဆေသမုပ္ပတ်ပေါ့နော်ဒီခန္ဓာစဝိုင်းကြီးကိုသိထားလို့ရှိရင်တော့ပို့ပြီးတော့ကောင်းပါတယ်နိဗ္ဗာန်သွားရာလမ်းပြမြေပုံလို့လည်းဒါတင်စားပြီးတော့ပြောကြတယ်ပေါ့နော်ဆိုတော့အဝိဇ္ဇာဆိုတာဘာလဲသင်္ခါရဆိုတာဘာလဲဝိညာဉ်နဲ့ယုတ်တလယရဏဖတ်တဝေဒနာနောတနာဥပါဒံကမ္မဘဝဇာတိစရမရဏစသဖြင့်ဒီလိုမျိုးတရားတစ်လုံးချင်းစီရဲ့အဓိပ္ပာယ်လေးတွေကိုသိရှိပြီးတော့အဲ့ဒီတရားလေးတွေကိုကိုယ့်ရဲ့တဏ္ဍာမှာကိုယ့်ရဲ့စိတ်ထဲမှာပေါ့နော်ကိုပြန်ပြီးတော့သုံးသက်ဝေဖန်နေတာကိုတရားနှလုံးသွင်းတယ်လို့အမကတော့အဲ့လေသဘောပေါက်ထားပါတယ်လို့ဒီကနေပြောချင်ပါတယ်ဆိုတော့ကိုသိတဲ့တရားတွေကသမုဒိသစ္စာနယ်ဘက်ကတရားတွေလားပရမတ္ထသစ္စာနယ်ဘက်ကတရားတွေလားဆိုတာကိုလည်းပြန်ပြီးတော့ဝေဖန်ဆန်းစစ်ဖို့လိုပါတယ်။ပြဉ္ညတ်ကိုလည်းအမတို့တွေကပယ်လို့မရပါဘူး။ပရမတ်လည်းကွယ်လို့မရပါဘူး။ပြဉ္ညတ်နဲ့ပရမတ်နှစ်ခုဆက်ပြီးတော့အမတို့သွားနိုင်မှသာလျှင်အမတို့ဒီတဏှာဒီအပယ်ကြမဲ့ဘေးတွေကနေလွတ်ကင်းမှာဖြစ်ပါတယ်လို့အမဒီကနေဖြေချပေးလိုက်ပါတယ်။ကျေးဇူးတင်ပါတယ်။